တပတ်ကိုဘယ်နှကြိမ်အတူနေသင့်လဲဆိုတာကိုမေသက်ကဒီဗီဒီယိုလေးနဲ့ပြောပြပေးပါမယ်ရှင်အခုမေသက်ရဲ့ဒီဗီဒီယိုလေးကိုကျမ်းမာရေးအမြင်နဲ့ပဲကြည့်စေချင်ပါတယ်နော်ဒီအမျိုးသားတွေအမျိုးသမီးတွေအတူနေတော့မယ်ဆိုလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာကောကောင်းကျိုးတွေများစွာရှိနိုင်တယ်နော်ပြီးလို့ရှိရင်ဒီမေသက်လေ့လာထားတဲ့တော့ပေါ့နော်အသက်60အောင်အမျိုးသားတွေဆိုရင်တစ်နေ့ကိုတစ်ကြိမ်ကအတူနေခြင်းနဲ့စိတ်ဖြစ်ပေါ်တယ်စိတ်ကူးစိတ်တန်းတွေဖြစ်ပေါ်တယ်ပေါ့နော်ဒါပေမဲ့အသက်60အောင်အမျိုးသမီးတွေရဲ့၄ပုံတစ်ပုံကန့်ကသာအခုလိုမျိုးစိတ်ကူးမျိုးဖြစ်ပေါ်တယ်ပေါ့နော်ဟိုအမျိုးသမီးတွေကတိတ်ပြီးတော့အဲ့လိုမျိုးဖြစ်ပေါ်လေအရင်မရှိဘူးပေါ့နော်အသက်20 30အတွင်းရှိတဲ့အမျိုးသားအမျိုးသမီးတွေကတပတ်ကို2ကြိမ်ကအတူနေပြေးကြတယ်နော်ပြီးလို့ရှိရင်ဒီအသက်40 50ကြားရှိတဲ့အမျိုးသားအမျိုးသမီးတွေကတော့တပတ်ကိုတစ်ချိန်ကအတူနေပြကြပါတယ်ရှင်နော်အကယ်၍အမျိုးသားကောအမျိုးသမီးကောနှစ်ဦးနှစ်ပတ်လုံးစိတ်တူကိုယ်တူဟိုဆန္ဒရှိကြမယ်ဆိုရင်တော့နေ့စဉ်နေ့တိုင်းအတူနေမယ်ဆက်ဆံမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလိုမျိုးအတူနေဆက်ဆံတာကဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေလျှော့နေစေတယ်နော်ကိုလက်လှူရှားမှုခြင်းနေစော့စရာမလိုဘဲနဲ့ခန္ဓာကိုယ်ကသူ့ဟိုအစီတွေပါလေကြစေတယ်ပေါ့နော်ကျမ်းမာရေးကောင်းကျိုးတွေကအများကြီးပဲအခုဒီဗီဒီယိုကိုမေသက်ကဒီလိုမျိုးပြောလို့မေသက်ကိုလေဒီကာမတွေလှုံ့ဆော်နေတယ်ဒီလိုမျိုးတွေလာပြီးတော့မမှန်ပါနဲ့เนาะဒီလိမ်မှုကိစ္စအတူနေတာဆက်ဆံတာဆိုတာကလေဘသူမှမကင်းဘူးမကင်းဝေးဘူးပေါ့နော်ဒါကမေသက်ကကျမ်းမာရေးအမြင်နဲ့ကျမ်းမာရေးအရာနဲ့ပြောတဲ့အတွက်မေသက်ရဲ့ဒီဗီဒီယိုအုံနောက်လေးနဲ့စဉ်းစားပါကျမ်းမာရေးအမြင်လေးနဲ့စဉ်းစားပါဒီလိုမျိုးတွေနဲ့စဉ်းစားပြီးတော့မေသက်ရဲ့ဗီဒီယိုအောက်မှာကာမကိုလှုံ့ဆော်နေတယ်ဒီပါလေလာပြီးတော့မမှန်ပါနဲ့ရှင်เนาะတပတ်ကိုဘယ်နှကြိမ်အတူနေသင့်လဲဆိုတာကိုမေသက်ကမျှဝေပေးတာပါအမျိုးသားတွေဆိုလို့ရှိရင်အမျိုးသားကောအမျိုးသမီးကောဟော်မုန်းတွေအားနေတယ်ဟော်မုန်းတွေမညီညွတ်ဘူးအသက်အရွယ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဟော်မုန်းတွေကျဆင်းတယ်ဟော်မုန်းတွေအားနေတယ်ဆိုလို့ရှိရင်အတူနေခြင်းစိတ်တွေလျော့နေတယ်နော်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းဟော်မုန်းတွေအားနေပြီဆိုလို့ရှိရင်အတူနေခြင်းစိတ်လုံးဝမရှိဘူးဟော်မုန်းအားနေပြီကျဆင်းပြီဆိုအမျိုးသမီးတွေဆိုသွေးဆုံးကြတယ်အမျိုးသားတွေဆိုရင်ပန်းညှိုးတတ်တယ်ထောင်မမှုတွေအားနဲ့တတ်တယ်အရန်ကိုအမေးများတယ်ပေါ့နော်ကြီးရှည်စေမေသက်ရဲ့ vibe ပါပြီးလို့ရှိရင်ဒီ TikTok Messenger တွေမှာမေးတာလေမေသက်မှာကကြီးရှည်စေမရှိဘူးကြီးခြင်းရှည်ခြင်းနဲ့အမျိုးသားတို့ကြီးကိုမေသက်ကအကြံလေးပေးမယ်ပေါ့နော်သူကငွေတော့တပြားမှမကုန်ဘူးချွေးလေးနည်းနည်းထွက်မယ်နည်းနည်းတော့ပြင်မယ်မေသက်ရှေ့ဗီဒီယိုမှာလည်းဒီဟာလေးကိုပြောထားတယ်ပေါ့နော်အဲ့ဒါကဒီ YouTube မှာကိုကရိုက်ပြီးရှာလိုက် Eagle Exercise လို့ရိုက်ရှာလိုက်အမှကြလာလိမ့်မယ်အဲ့ဒီ exercise ကိုလိုက်လို့နော်တနေ့ကိုနေ့တိုင်းပုံမှန်လေးလုပ်ရင်အမျိုးသားတူကြီးစေတယ်ရှည်စေတယ်နော်မေသက်စီမှာကကြီးစေးရှိတယ်နှမ်းလုံးကြိုင်နီး9မျိုးဆက်မုံရင်းစီစဉ်သူ့အာနိတင်ကကြီးစေတယ်ဘလို့သုံးရမလဲပြောပြမယ်ဘူးလေးကိုဒီလိုမျိုးလေးနှံ့အောင်ခလောက်မယ်ခလောက်ပြီးလို့ရှင်လက်ဝါးတဲ့ကိုလိုတလောက်လေးထည့်မယ်ထည့်ပြီးတော့စုပ်နယ်ဆွဲပြီးတော့လိမ့်မယ်တနေ့ကိုတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ထိလိမ့်လို့ရတယ်ဘေးဥပတ်ကင်းကင်းသုံးလို့ရတယ်ဘာဖြစ်လို့ဆိုတော့သူကဝင်းတွင်းထဲကိုထည့်တဲ့တောက်ဆေးမဟုတ်ဘူးထိုးတဲ့အစီပြားကိုထိုးတဲ့ထိုးဆေးမဟုတ်ဘူးအတွက်ကြောင့်ဘေးဥပတ်ကင်းကင်းသုံးလို့ရတယ်เนาะရှည်ကျင်တဲ့သူတွေ Eagle Exercise လုပ်ကြီးစေးရှိတယ်ရှည်စေးမရှိပါဘူးเนาะကြီးရှည်ဆိုပြီးမြေတော့ခဏလာပြီးမမင်းနဲ့ရှည်ကျင်လို့ရှင် Eagle Exercise လုပ်ဒါလေးကဘာလေးလဲဆိုတာမြေတဲ့ကပြောပြမယ်အမျိုးသားတူကြီးချင်းသေးတကောင်ကြားတကောင်ကိုကျမ်းမာတန်ဆွမ်းကျင်လို့ရှိရင်မိသက်ကပန်းလန်းပန်းပွင့်အောင်နွယ်ခွေရိုင်းကိုဆောင်တဲ့ထောင်မမှုကြာချိန်မြင့်မားအောင်တောင်ကြချက်သွေးကိုဆောင်နော်တောင်ကြချက်သွေးရဲ့နွယ်ခွေရိုင်းရဲ့ပြားရည်ရဲ့ဆက်ထားတဲ့အမျိုးသားတူကြီးအတွက်ချင်းသေးတကောင်လို့ချင်းသေးတကောင်လို့ကြားတကောင်လို့တန်ဆွမ်းစေဖို့ဒီဆေးလုံးလေးကိုတညကိုနှလုံးပုံမှန်တောက်ပေးပါကြီးတဲ့သူတွေကနှလုံးကြိုင်နေ9မျိုးဆက်မုံညင်းစီစိန်လေးကိုသုံးပါကြားတကောင်လို့ချင်းသေးကောင်လို့ကျမ်းမာတန်ဆွမ်းမန်းဟုံပြင်းကျင်လို့ရှိရင်ဒီဆေးလေးကိုတညကိုနှလုံးပုံမှန်တောက်ပေးပါ